Mình nhá, nó ông có thể bị bán nó cũng chơi cái web design gì đi nữa web design nó website sao bây giờ mà tùy thằng này phải nó HTML code để cho nó sao bây giờ mà đánh nhau ở gì đó HTML rồi nó manual này gì mà nó notepad này gì ra này gì đó notepad này sao bây giờ mà gì nhiều tiền mà hộp nhau gì mà nó notepad còn lại thế notepad của số đó thì nó control này này thì gì đó mà làm bounceခေါ်လိုက်တယ်။နောက်ကျန်နေပြီးတော့မှ notepad ကိုရိုက်ထည့်ပြီးခဏခေါ်လိုက်တယ်နော်။အဲ့တော့ကျွန်တော်ဒီလိုမျိုးပုံမျိုးပေါ်နေတယ်။စပြီးရေးမယ်ဆိုတော့အခါကျတော့ကျွန်တော်တို့ HTML စမယ်ဆိုတော့ကျွန်တော်တို့ HTML ဆိုမှပဲရေးရမှာပေါ့နော်။ဒါပေမဲ့တူကြတဲ့အခါကျတော့ HTML တွေမှာဒီတောင်ခွင်းလေးတွေနဲ့စပြီးတော့မှရေးတယ်။တောင်ခွင်းလေးနဲ့စရေးတာဖြစ်တဲ့အတွက်ကြောင့်မို့ HTML ဆိုလို့ရှိရင်ပုံစံဒီလိုဖြစ်တော့တောင်ခွင်းစ HTML တောင်ခွင်းပိတ်အဲ့လိုမျိုးပြန်ပိတ်ဒါ HTML ရဲ့ကုတ်ရထုံးစံတိုင်းပေါ့နော်သူ့မှာဘာကြီးပါလဲဆိုလို့ရှိရင်ပုံမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စာပိုက်တစ်ပိုက်အနေနဲ့ပြောမှာစာပုဒ်စာတစ်ပုံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ခေါင်းစဉ်ပါမယ်ကိုယ်တယ်ပါမယ်ပြီးသွားဆိုလို့ရှိရင်အပိတ်ပေါ့ဒီပုံချုပ်အဲ့ဒါတွေပါလိမ့်မယ်အဲ့လိုပုံစံမျိုးအတိုင်းပဲကျွန်တော်ဒီ HTML ကိုလည်းဒီလိုပုံစံမျိုးနဲ့ရေးမှာပါဒီမှာဆိုတော့စာပြီးရေးဆိုရင် HTML ကတော့ HTML နဲ့ပဲစာပါမယ်စာပြီးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် head ဆိုတာဒီကောင်ကခေါင်းစဉ်ပိုင်းပေါ့နော်ခေါင်းစဉ်မှာခေါင်းစဉ်ရဲ့နာမည်ပေးရမယ်ခေါင်းစဉ်နာမည်ပေးရမယ်ဆိုတော့ TITLE title ဒီလိုကြောင့်ကျွန်တော်ခုအခြေခံဘာမှလည်းဘာကြောင့်မှတော့ရေးမှာမဟုတ်ကိုက simple web page ပဲဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အောင်ကိုထပ်လို့ပဲရေးလိုက်မယ်နော်ပြီးရင်ပြန်ပိတ်ပေးရတယ်ကျွန်တော်ကတလုံးပြီးတိုင်းကိုအများကြီးပြန်ပြီးပိတ်ပေးရတယ်ခင်ဗျအဲ့ဒါကတော့ဒီရဲ့ထုံးစံတိုင်းပေါ့နော်ဒါဒီ code တွေထုံးစံတိုင်းဒါ HTML မှာမဟုတ်ဘူးဒီ JavaScript မှာလည်းရှိမယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီ PHP တို့ပါတော့အဲ့ဒါတွေဆက်ပြီးတင်လာလေ့လာတဲ့အခါကျလို့ရှိရင်လည်းပေါ့နော်ဒီအကြောင်းတွေပို့ပြီးတော့မှနားလည်လာလိမ့်မယ်ဒါကတော့ကျွန်တော် website ကရေးမယ်ဆိုလို့ရှိရင်တော့အခြေခံအနေနဲ့စပြီးတော့မှကျွန်တော်လေ့လာပြတော့ကလည်းကျွန်တော်စပြီးတင်တော့ကလည်းဒီကောင်တွေကနေပဲစပြီးတော့တင်လာခဲ့ရဆိုတော့ကျွန်တော်ဒီပုံစံတိုင်းလေးပဲပြန်ပြီးကျွန်တော်ကြည့်ရမှာတိုက်တယ်ရေးတယ်ပြီးတော့အခါကျတော့ကျွန်တော်ပြောရဆိုလို့ရှိရင် body လာတယ် body မှာဆိုလို့ရှိရင်ကျွန်တော်နောက်ခံကိုဒီလိုမျိုးဖြူအောင်နဲ့ထားတာရှိတယ်ဒီလိုမျိုးအပြာရောင်နဲ့ထားတာရှိတယ်အဲ့ဒါကိုကျွန်တော်နောက်ခံ color လို့ပြောရတယ်ဗျနောက်ခံ color လို့ပြောတဲ့အခါကျတော့ကျွန်တော်ဒီ body ထဲမှာပဲအဲ့နောက်ခံ color တွေကိုထည့်ပေးရတယ်ဆိုတော့နောက်ခံ color ကို background ပေါ့နော် background color ဆိုတော့ရတယ်အဲ့ background color ဆိုမှစလုံးအပြည့်စုံနဲ့မရေးတော့ဘူးဒီပဲနဲ့ PG color ဆိုမှကျွန်တော်ရှိတယ် PG color green ပဲထားလိုက်တယ်ခင်ဗျဟိုမှာထူးခြားချက်အနေနဲ့ကျွန်တော်တခုပြောရမယ်ဆိုလို့ရှိရင်ဒီ green တို့ဒီသူ့ရဲ့တန်ဖိုးတွေပေါ့နော်သူ့ရဲ့ value တွေကိုရေးမယ်ဆိုလို့ရှိရင်သူကဒီ semi colon ဒါကိုဘယ်လိုခေါ်မလဲမသိမျက်တောင်အဖွင့်ပိတ်ပေါ့နော်မျက်တောင်အဖွင့်ပိတ်ထဲမှာပဲဘယ်လိုမျိုးရေးကြတယ်ဗျရေးကြတာလို့ရှိရင် PG color green ပြီးပြီဆိုရင်ကျွန်တော် text ဆိုတာကြတော့စလုံးပေါ့နော်စလုံးရဲ့ color ကိုလည်းကျွန်တော်ဒီထဲမှာပဲဒီ body ထဲမှာပဲထည့်ပေးရတယ်စလုံးရဲ့ color ကိုကျွန်တော်6လို့မှထားတယ်6လို့ထားကျွန်တော်ဒီတန်ဖိုးတွေအကုန်လုံးသူ့ရဲ့ value တွေအကုန်လုံးတော့ဒီမျက်တောင်ဖွင့်ပိတ်လေးထဲမှာပဲရေးသွားပေးရတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် font ကိုထည့်ရေးတယ်ဗျ font size ဘာလဲဆိုအရွယ်အစားထည့်ပေးရတယ်လေအရွယ်အစားထည့်ပေးရတယ် font size ကိုကျွန်တော်အားလုံးမြင်သာထင်သာလည်းရှိပါအောင်အဲ့လောက်နဲ့စပြီးပေးလိုက်အဲ့ဒီကစရေးမယ်နော်မြန်မာလိုရေးပေးမယ်ဗျအားလုံးပဲဒီမှာပါPR
ဒီမှာတစ်ခုပို့လာပြီနော် PR ဆိုတော့ PR ဆိုတာဘာလို့ပြောရလဲဆိုတော့ကျွန်တော် break လုပ်လိုက်တာပေါ့စာကြောင်းတစ်ခုနဲ့တစ်ခုနဲ့ကိုနောက်တစ်ကြောင်းဆင်းလိုက်တာကျွန်တော်ပုံမှန်စာကြောင်း word file တွေဘာတွေမှာရေးတဲ့ပုံစံနဲ့ဆိုလို့ရှိရင်ကျွန်တော်ခေါက်ပြီးတော့မှရေးတယ်မျိုးပေါ့ဒီလိုတစ်ကြောင်းရေးတယ်ပြီးတော့နောက်ဒီလိုတစ်ကြောင်းရေးတယ်အဲ့လိုပုံစံမျိုးအတိုင်းပဲအခုလေဒါ PR နှစ်ချက်ထားလိုက်တာဆိုတော့နှစ်ချက်ခောက်လိုက်တယ်လို့မျိုးပါဗျာအဲ့လိုခောက်လိုက်တယ်လို့မျိုးပဲအဲ့လိုဆိုတော့ PR ရေးပြီးသွားဆိုလို့ရှိရင်တစ်ဆက်တည်းရေးလဲရတယ်နော်ကျွန်တော်တို့တစ်ဆက်တည်းမရေးတော့ဘူးအဲ့ဒါလေးဆိုတော့နောက်တစ်ကြောင်းဆင်းလိုက်တယ်နောက်တစ်ကြောင်းဆင်းပြီးတော့စာတစ်ခုထပ်ရေးမယ်နောက်မြန်မာလိုပဲရေးမယ်နော်ခုလိုနောက်ထပ်ကျွန်တော် PR ထပ်တားတယ် PR ဆိုရင်တော့ပြီးတဲ့အတိုင်းပဲနော်အဲ့နေရာမှာတစ်ခုရှိသေးတယ် HR ဆိုမှတစ်ခုတားလိုက်ရတယ် HR ဆိုတာက horizontal row လို့ပြော horizontal row ဆိုတာကြတော့ကျွန်တော်အောက်ကနေရင်းပြက်ကြီးတစ်ခုတားလိုက်တာရင်းကြီးတားလိုက်တာဒီလိုမျိုးပြောမယ်နောက်မှပဲကြုံတိုင်းမှာပဲကျွန်တော်ပြလိုက်တော့မယ်ရင်းဒီလိုမျိုးရင်းတစ်ခုလုံးတားလိုက်တာနော်ဒီလိုမျိုးတားလိုက်ဆိုတော့ဒီလိုမျိုးအဲ့လိုမျိုးတားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါတော့ကျွန်တော်ဒါ dotted line နဲ့ထွက်သွားတာပုံမှန်တော့ dotted line နဲ့မထွက်ဘူးရင်းပြည့်ထွက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အောက်ကနေနာမည်တစ်ခုထိုးတယ်ဒါတော့ကျွန်တော်လုပ်နေကြပုံစံတိုင်းပဲပေါ့နော်အောက်ကနေကျွန်တော်အများနဲ့နာမည်ထိုးလိုက်ပြီးသွားပြီဆိုလို့ရှိရင်အဲဒီကုန်ရေးပြီးသွားဆိုလို့ရှိရင်ကျွန်တော် font ကိုပြန်ပိတ်တယ်ဒီမှာအကုန်ပြန်ပိတ်ရပြီနော်ကျွန်တော်လုပ်ငန်းစဉ်တွေအကုန်လုံးဒီမှာလုပ်ပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင် body တော့ပြန်ပိတ်ပြီဆိုလို့ရှိရင်ဒီ slash လေးနဲ့ပြင်ပြီးတော့မှခံပြီးပိတ်ပြီးရနော် slash ခံပြီးပိတ်ပြီးရ body ပြီးသွားပြီဆိုလို့ရှိရင် html ဒီတစ်ခုချင်းစီကိုပြန်ပြီးပိတ်ပေးရတယ် font ဆိုတာကြတော့ဒီစခဲ့တဲ့ font အတွက် body ဆိုတာကြတော့ဒီစခဲ့တဲ့ body အတွက် html ကကြတော့ဒီစခဲ့တဲ့ html အတွက်အဲ့မှာကျွန်တော်တို့တစ်ခုမေးနေတယ် head အတွက်ကြပါဆိုလို့ပိတ်တာလေ head အတွက်ကကျွန်တော်ပိတ်ခဲ့တယ်ဒီနေရာမှာပိတ်မယ် head ဒီနေရာမှာပိတ်မယ်ပြီးတော့နောက်ထပ်ဆွေးနေတဲ့တစ်ခုကကြတော့ဒါတွေအကုန်လုံးဒီမှာရေးထားဆိုလို့ရှိရင်ဒါတွေအကုန်လုံးကသူ့ရဲ့ပုံစံတိုင်းဆိုလို့ရှိရင်ဗျာဘယ်ဘက်မှာကပ်ပြီးပဲပေါ်နေမယ်ဒါကတော့ဒီကုတ်တွေရဲ့ထုံးစံတိုင်းပဲဘယ်ဘက်ကနေစပြီးတော့ကပ်ပေါ်နေအဲ့ဒါကိုအကုန်လုံးသိတာမြင်တာတော့ကျွန်တော်မစေသေးဘူးဗျာကျွန်တော်ဒီအောင်ပုံစံတိုင်းပဲပြင်နေတယ်နော်ဘယ်ဘက်မှာကပ်သွားမှာအဲ့ဒါကြောင့်မို့ကျွန်တော် center ဆုံးမှထည့်လိုက်တယ်အလယ်မှာပေါ်လို့ချင်းတဲ့အတွက်ကြောင့်မို့ center ဆုံးမှထည့်လိုက်ပေါင်းပြန်ပိတ်တယ်အဲ့ဒါ center အတွက်ကိုထပ်ပိတ်ပြီးကျွန်တော် save တယ်ကျွန်တော် html file လေးနဲ့တွားပြီး save ပေးရတယ် html file ရဲ့ extension ကတော့ဒီအတိုင်းပဲ .html ဒါကြောင့်ကျွန်တော်အောက်ကိုထပ် .html အဲ့ဒါ save မယ်အဲ့မှာဒီခုဒီတိုင်း save မယ်ဆိုတော့ကျွန်တော်ဒီရေးထားတဲ့မြန်မာစာတွေကပေါ်မှာမဟုတ်နော်အဲ့ဒါကြောင့်မြန်မာစာတွေပေါ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ encoding နေရာမှာ unicode ကိုတွားထည့်ပေးရတယ် unicode ထည့်ပြီးတော့မှ unicode ကိုရွေးပြီးတော့မှ save sorry ဒီမှာတစ်ခုကရှိပြီးသားဖြစ်နေလို့ဒီလိုနာမည်တခြားတစ်ခုထပ်ပေးမယ်unicode 1ပါနော် okay နော်ဒါဆိုလို့ရှိရင်ကျွန်တော်စောစော PR ခွဲထားတဲ့ဟာကဒီအတွက်ဒီနေရာအလွတ်တွေအတွက်ဒီနေရာအလွတ်အတွက်ဒီနေရာအလွတ်အတွက်ဒါ PR အတွက်ခွဲထားတဲ့ကျွန်တော် HR ပြန်ပြီးတော့မှထည့်ပေးမယ်နော်ဒီကောင်ကိုဒါဆိုတော့ကျွန်တော်ရေးထားတဲ့ notepad file ကိုကျွန်တော် HR နဲ့ပြန်ပြီးထည့်ဒီနေရာမှာထည့်မယ် HR တစ်ခုတည်းထည့်တာလည်းရတယ်ဒါဆိုဒီကြောင်းနဲ့ save မယ်ဒါဆိုလို့ရှိရင်ဒီမှာ file နဲ့ဒါဆိုရင်ဒီညောင်း
ဒီညောင်ယူပြီးတော့နော်ဒီကောင်ကိုမထည့်လဲရတယ်ထည့်လဲရတယ်ကျွန်တော်ပြရတယ်လို့ဒါထည့်ပေးလိုက်တာဒါပေမဲ့ကျွန်တော်မထည့်တော့ထည့်ပဲလို့ဒီဇိုင်းပြန်သိမလားမထည့်ပဲဆက်မထားလိုက်တော့အဲ့ဒါစင်နေပါနော်ကျွန်တော်အခြေခံ HTML ရေးနည်းဒီဇိုင်းဒါကတော့ဘာမှမပါဘူးလုံးဝရိုးရှင်းဆုံးပဲရေးပြထားနော်နောက်ထပ်နော်နောက်ထပ်အားလုံးနောက်ထပ်ပုံစံမျိုးတွေနဲ့ထပ်ရအောင်နောက်ထပ်ထပ်မြောက်ရေးမှာကျတော့ဒီ table လို့ရတဲ့အခါကျတော့ပုံမှန်ကြည့်နေဒီကောင်နဲ့တော့ကျွန်တော်တို့ဒီ mp3 mp4 file တွေထည့်လို့ရတဲ့ပုံစံတွေကျွန်တော်အဲ့ table ထဲမှာထည့်လို့ရတဲ့ပုံစံတွေရေးပြီးပြောပြပေးမယ်မျှဝေပေးမယ်ပြီးသွားတဲ့အခါကျတော့ကျွန်တော်ဒီဓာတ်ပုံတွေထည့်လို့ရတဲ့ပုံစံတွေပြီးတော့ link ချိတ်တဲ့ပုံစံတွေအဲ့ဒါတွေအကုန်လုံးကျွန်တော်ပြန်ပြီးတော့မှရှင်းပြပေးမယ်နော်ပြီးတော့ဒီတင်ပါတယ်